ကြတာပဲဖြစ်ပါတယ်။ထိုရှင်ပြပွဲကတော့တွေ့ကြည့်ရင်တော့မှစက်သိန်းထားခြေစရာကောင်းတဲ့ထိထူးဆန်းပြီးတော့ကြောက်ဖို့ကောင်းတဲ့ပွဲတစ်ခုပဲဖြစ်ပါတယ်။ပဲခူးတိုင်းဒေသကြီးမုံညိုမြို့နယ်လက်ပတော်ကြီးရွာမှာအိမ်မက်ပေးခဲ့တဲ့နန္နာဘဝတွေကိုသူတို့ကရုပ်ထုလောက်ခါတင်ငန်းစီးပေးဖို့ပြောကြရာကတကယ်လို့တွေမှာလည်းတရေတပတ်တွေကိုကိုရင်ဝတ်တင်ငန်းစီးပေးနေကြတာဖြစ်ပါတယ်။ဗုဒ္ဓရဲ့ယူဝါဒမှာလူကားသားလင်းရင်တင်ငန်းစီးပြီးတော့တပိတ်တွေကသာသနာပေါင်းနဲ့ဝင်လို့ရတာဖြစ်ပေမယ့်အခုလက်ဘတော်ကြီးရာကလူတွေကတော့အခြားဘဝကရှာတွေပါမလို့တင်မလို့အပ်တာတွေပြုလုပ်နေကြတာပဲဖြစ်ပါတယ်။ဒါကြောင့်ဆောင်ထရမယ်စီးတွေပေါင်းတွေပျောက်ပြက်ပြီးတော့နန္နာဘဝတွေရဲ့စီးတွေပေါက်သွားကြတယ်လို့ဗီဒင်ကျန်းကန်နေအထက်အောက်တိကျွမ်းနေပုံကိုယ်တွေကပြောဆိုကြတာပဲဖြစ်ပါတယ်။ဒီလိုတွေကြောင့်ကပ်ဘေးတွေဆင့်ခေါ်သလိုပြုလုပ်နေတာဖြစ်ပြီးအခုလိုဖြစ်တဲ့ရှာတွေနဲ့လောကတွေဟာကြောင်းကပြန်ဖြစ်တယ်လို့လူတွေကဝေဖန်နေကြတာပဲဖြစ်ပါတယ်။လက်ရှိဖြစ်ပေါ်နေတဲ့ကပ်ဘေးနဲ့အခုလိုကြောင်းမဲ့ဖွယ်ကောင်းတဲ့ရှင်ပြပွဲရဲ့ဆက်ဆက်ရှိပုံကိုလူတွေဝေဖန်ပြောဆိုနေကြတဲ့ပုံမှာပရိသတ်ကြီးရဲ့မြင်လေးကိုလည်းကွန်မန့်မှာမျှဝေပေးခဲ့ပါအောင်ရှင်။အားပေးနာဆင်ခဲ့ကြတဲ့ပရိသတ်တယောက်ချစ်စီတိုင်းလည်းကြုံတွေ့နေရတဲ့တဘာဝဘေးရဲ့နေရာကြီးမှာအမြင့်ဆုံးကင်းဝေးကြပါစေလို့ကျမတို့ရဲ့ပေးလေးကနေပြီးတော့ဆုတောင်းမေတ္တာစကားလေးလက်ဆောင်ပါလိုက်ပါစေနော်။အားပေးနာဆင်ခဲ့ကြတဲ့ပရိသတ်တယောက်ချစ်စီတိုင်းကိုကျေးဇူးတင်ပါတယ်ရှင်။